ဒီနေ့ဗီဒီယိုလေးမှာတော့10မိနစ်တန်တဲ့အလွယ်တကူဘယ်လိုမျိုးအပန်းစာပါဖွင့်လို့ရမလဲဆိုတော့အပြည့်ပြည့်တော့မှာဖြစ်ပါတယ် TikTok မှာကြောင့်အချိန်အကြာကြီးတင်လို့မကောင်းတာမို့လို့အပန်းစာပါဆိုတော့ဘယ်လိုပုံစံမျိုးလဲဆိုတော့အကျွေးတုံးရှင်းပြမနေတော့ပါဘူး brother တို့အကုန်လုံးသိကြမယ်လို့ထင်ပါတယ်ခုပြပြပုံစံတိုင်းဖွင့်မယ်ဆိုရင်ဒီ application တစ်ခုလိုပါတယ်ဒီလိုတဲ့ဟာကိုဘယ်ကနေကြမလဲဆိုတော့ Telegram channel မှာတင်ပေးထားမှာလို့အဲ့ကနေတစ်ဆင့်သွားယူလို့ရပါတယ်ပထမဆုံး MT Manager ဆိုတဲ့ application လေးကို download ပြီးဆိုတာနဲ့အဲ့ application ကိုဝင်ပြီးဆိုတာနဲ့ brother တို့လောက်ခမှာကdownload ထားဆိုရတဲ့ download file ကိုရွေးလိုက်မယ်နှစ်ဖက်စလုံးမှာရှိတဲ့ download file တွေကိုရွေးပြီးနှိပ်ပေးရမှာဖြစ်ပါတယ် download file နှိပ်လိုက်တဲ့အခါမှာအဲ့ဒီ file တွေထဲမှာ Telegram download ဆွဲထားဖြစ်တဲ့အတွက်ကြောင့် Telegram နှစ်ခုကိုပဲခုနအတိုင်းပဲရွေးပြီးတော့နှိပ်ပေးရပါမယ်မျိုး mobile လေးချက် icon နဲ့ file လေးတွေ့ပြီးဆိုရင်အဲ့တော့နှိပ်မယ်ပြီးရင်ရှေ့ဆုံးမှာရှိတဲ့ function ဆိုတာလေးကိုနှိပ်ပေးမယ်ပြီးရင်အပေါ်ဆုံးမှာရှိတဲ့ sign AV ဆိုတာလေးကိုနှိပ်လိုက်မယ်ဒါဆိုရင်တော့အလယ်မှာတွေ့ V1 V2 V3 ကိုရွေးပြီးတော့ V1 ကိုပြောင်းပေးမယ်ပြီးရင် OK ကိုနှိပ်လိုက်မယ်ဒါဆိုရင်ဒါမျိုးနေရာမှာခဏလေးတော့စောင့်ပြလိုက်ပါပြီးပြီဆိုတာနဲ့ရပြီဆိုရင် never show နှိပ်လိုက်မယ်အဲ့မှာဆိုရင်အောက်အစိမ်းအောင်စာရလေးပါတာလေးပေါ်လာပြီအဲ့လိုပေါ်လိုက်ခါအဲ့တော့ feed နှိပ်ပြီးတော့ထိတ်ဆုံးမှာရှိတဲ့ copy ဆိုတာလေးကိုနှိပ်လိုက်မယ်ပြီးရင် OK ကိုနှိပ်ပေးမယ်ဒါဆိုရင်တော့အဲ့ဒီပုံစံမျိုး notify ထပ်ပြီးတော့ပေါ်လာပြီဖြစ်ပါတယ်ဒါဆိုရင်တော့စုစုပေါင်း3ခုဖြစ်သွားလိမ့်မယ် file ဟိုဘက်ကောဒီဘက်ကောဒီအဆင့်ရောက်ပြီဆိုရင်တော့အပေါ်ဆုံး file လေးကိုနှိပ်ပေးမယ်ပြီးရင်အလယ်မှာရှိတဲ့ view ကိုနှိပ်မယ်နှိပ်ပြီးဆိုရင်အဲ့မှာ class 2 test ဆိုတာလေးရှိမယ်အဲ့တော့နှိပ်လိုက်ပြီးတော့ test editor flag အပေါ်ဆုံးဟာလေးရွေးမယ်ပြီးရင် select all ပြီးရင် OK ကိုနှိပ်မယ်ဒါပြီးခဏလေးစောင့်ပြီးဒီလိုနေရာရောက်ပြီဆိုရင် search ကိုနှိပ်လိုက်မယ်တတိယမြောက်တစ်ခုမှရှိတယ်အဲ့တော့နှိပ်ပြတယ် search a new search ပြီးရင်ဒီ test to file မှာကျွန်တော်ရေးပြီးထားသလိုပဲရေးပြီးတော့ရှာလိုက်ပါဒါမျိုးဆိုလို့ရှိရင်ဒါ browser တို့ခုနရေးလိုက်တဲ့ဟာကိုသူကရှာနေတာဖြစ်ပါတယ်အဲ့ဒီအခုအဆင့်မှာတေချာလေးလိုက်ကြည့်ပါပြီးရင်တလုံးမချင်တေချာလိုက်လို့ပါဒီလိုနေရောက်ပြီဆိုတော့အောက်ဆုံးတီကိုဆွဲချလိုက်ပြီပါအောက်ဆုံးဆွဲချပြီးသွားပြီဆိုရင်နည်းနည်းလေးအပေါ်ပြန်တက်ပြီးတော့ထိပ်ဆုံးမှာရှိရဲ့ con.mobile.unityflow ဆိုတာလေးကိုတွေ့လိမ့်မယ်အားလေးကိုရွေးမယ်ရွေးပွားနဲ့အဲ့ဒီမှာပေါ်လာတဲ့ USA US ကိုရွေးမယ်ရွေးပြီးတော့ဆိုရင်အားလေးကိုဖြည့်ပြမယ် USA နဲ့ US ကိုပြီး antenna ကနေပြီးတော့tap test ပြီးလို့ရှိရင်ရပြီဆိုတော့ထိပ်ဆုံးမှာရှိတဲ့စေးရမယ့်နေရာလေးကိုနှိပ်ပြီးတော့စေးလိုက်ရုံပါပဲပြီးရင် file နဲ့ပြန်ထွက်ပြီးတော့အခုမြင်တတ်တာလေးကိုနှိပ်ပေးမယ်နှိပ်ပြီးဆိုတော့အဲ့မှာအခုပေါ်နေနားလေးပေါ့အဲ့နားလေးမှာပဲနောက်မှာအပေါ်ဆုံးမှာရေးထားတဲ့အတိုင်းပဲသူ့အပေါ်မှာရေးထားတဲ့အတိုင်းပဲ tab test ပြီးနောက်မှာ tag ကိုမဖြစ်မနေထည့်ပေးပါရေးမယ်ရေး point v3 မှာလည်းအဲ့ဒီအတိုင်းပဲထည့်ရေးပါအဲ့အကုန်လုံးရေးပြီးသွားပြီဆိုတာနဲ့အပေါ်ဆုံးမှာစိမဲ့ခလုတ်လေးရှိအဲ့လေးနှိပ်ပြီးစေးပြီး backing နဲ့ပြန်ထွက်point အခုမြင်တတ်ထားတဲ့နေရာလေးကိုနှိပ်မယ်နှိပ်ပြီးသွားပြီဆိုတာနဲ့အဲ့ဒီမှာရေးနောက်မှာ TT cloud ဖြစ်နေတဲ့ဟာကိုလည်းအခုပြထားတဲ့အတိုင်းပဲပြင်ပေးပါโอเคဒါကိုရေးပြီးတော့စေးပြီးတော့ဆိုရင် backing နဲ့ပြန်ထွက်မယ်ထွက်ပြီးရင်လည်းအဲ့မှာ com.muf.sdk တတိယတစ်ခုလေးရှိမယ်တတိယအပေါ်ဆုံးရင်တတိယမြောက်ကိုနှိပ်မယ်ပြီးရင်အဲ့မှာပဲUSA ဆိုတာလေးကိုပဲရွေးပေးမယ်ရွေးပေးပြရတဲ့ပုံမှန်ပြထားတဲ့အတိုင်းပဲကိုပြင်ပေးပါပြီးရင်စေးပြီးပြန်ထွက်မယ်ထွက်ပြီးအဲ့အပေါ်မှာ2ပုံစံလေးရှိမယ်အဲ့2ပုံစံလေးနှိပ်လိုက်တာနဲ့အခုလိုမျိုးသွားနေမယ်ဒါကိုခဏဆောင်ပေးပါဒါပြီးတော့ဆိုရင်အဲ့2ဘေးနားမှာပဲ SL30 ရှိမယ်အဲ့ဟာလေးကိုနှိပ်ပြီးတော့ preference ဆိုတာလေးကိုရွေးပေးမယ်ပြီးရင် remove all tab info ဒါလေးကိုဖွင့်ပေးပါပြီးရင် OK ကိုနှိပ်လိုက်မယ် OK ကိုနှိပ်ပြီးအခါမှာစောနာ2လေးကိုပဲထပ်နှိပ်ပေးမယ်နှိပ်ပြီးဒီလိုမျိုးထပ်သွားတာကိုထပ်ဆောင်ပေးပါခုနစောင့်နေပြီးတော့ဆိုရင်အခုလိုမျိုးပေါ်လာပါလိမ့်မယ်ဒါဆိုရင် auto sign ကိုနှိပ်ပြီး OK ကိုနှိပ်ပြီးဒီလိုမျိုးနေရာလေးရောက်ရင်ထပ်ဆောင်ပေးပါဦးစောင့်ပြီးတော့ရင်တော့ညာဘက်မှာအစိမ်းအောင်လေး3ခုအဲ့လိုပုံစံမျိုးလေးပေါ်လာပါလိမ့်မယ်